Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျွန်မကဂျပန်ကနေလည်းပြန်လာနေတဲ့ဆန်းစီကိုတွားတွေ့မှာဖြစ်ပါတယ်ရှင်ဆန်းစီရဲ့သူ့မျိုးသမီးရဲ့တသားလေးရဲ့ကိုတွားတွေ့မှာပါတွားတွေ့မယ်ဆိုတော့တွားတွေ့ရင်လည်းဂုံဆင်းမှာပေါ့နော်ကျမနေတဲ့နေရာနဲ့ဒီ GC နဲ့ကနေတော့ကြတော့ကျမတက်စီလေးပဲနေတဲ့အတွက်ငှားလိုက်ပါတယ်ဘတ်စကားဆိုလို့ရှိရင်လည်းတော့မှာဒီလမ်းကမတင်ဘူးပေါ့နော်ဒါလမ်းလျှောက်ရမှာနဲ့ဆိုတော့ကျမနေလဲပို့တော့ကြတော့တက်စီပဲငှားပြီးတော့စီးလိုက်ပါတယ်ရှင်ရောက်ပြီဖြစ်ပါတယ်ကျမအခုတော့ပစံရှင်းပြီးတော့မှ JC တဲ့ကိုတွေ့မဲ့နေရာကိုသွားပါမယ်ရှင်ပြီးတော့ကျမရောင်တောင်နဲ့ပေါ့နော်ဗီဒီယိုလေးကလည်းမရိုက်ရင်လည်းရိုက်ပြီးတော့ကျမဝင်သွားပါတယ်ရှင်ပြီးတော့တွေ့မဲ့နေရာကိုသူတို့ကလေးကစားကွင်းမှာရှိရဲဆိုတော့ကစားတဲ့နေရာပေါ့နော်အပေါ်ထပ်မှာကလေးကစားတဲ့နေရာလေးကိုသွားမှာဖြစ်ပါတယ်အမှရှက်လည်းမရှိဘူးဆက်ဖီဗီဒီယိုတွေရိုက်ပြီးတော့မှကျွန်မတက်သွားပါတယ်ဘေးပတ်ဝန်းကျင်ကိုလိုက်ရဲလားဆိုတော့လေကိုပဲရိုက်တော့ကြတော့အများကြီးတော့လိုက်မရိုက်လိုက်ပါဘူးအထဲမှာကိုကျွန်မတက်သွားတဲ့နေရာနဲ့ကစားကွင်းရှိတဲ့ဘက်နေရာဟိုဘက်ချမ်းဒီဘက်ချမ်းဖြစ်နေတော့ကျွန်မလမ်းလျှောက်ပြီးတော့ပေါ့နော်ဟိုဘက်အစုံဆုံးအထိလမ်းလျှောက်ပြီးတော့မှသူတို့ရှိတဲ့နေရာကိုသွားနေတာပါတယောက်တည်းဆိုတော့ရောင်းတောင်နဲ့ကျွန်မလည်းကိုတီလေးကင်မရာလေးနဲ့ပဲလိုက်သွားတယ်ပေါ့နော်အခုကတော့ကျွန်မကစားကွင်းနေရာကိုရောက်သွားပြီပေါ့နော်သူတို့နဲ့လည်းတွေ့ပြီးပါပြီအခုကအပြင်ကိုထွက်လာမှမို့လို့စောင့်နေရပါဒါကတော့ဆန်းစီရိုမိသားစုလေးဖြစ်ပါတယ်ရှင်ကျမကသူများတွေနဲ့တွားတွေ့ရင်ပဲဖြစ်ဖြစ်ဒီကိုအတိမိတ်ဆွေတွေနဲ့တွားတွေ့ရင်ပဲဖြစ်ဖြစ်ကျမကလိုက်ပြီးတော့မှဓာတ်ပုံတွေလိုက်ရိုက်ပေးရတာဗီဒီယိုတွေလိုက်ရိုက်ပေးရတာအဲ့လိုမျိုးကိုကြိုက်တယ်ပေါ့နော်အဲဒါကြောင့်နောက်ကနေပြီးတော့တောက်ချောင်းကျမကင်မရာမန်လုပ်ပေးနေရပါဂျူစားမှာမလို့ဂျူဆိုင်မှာတွားပြီးတော့မှပိုကင်တွားယူတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ယူပြီးတော့လေနိုင်ဝက်45မိနစ်စောင့်ရမှာဆိုတော့လျှောက်သွားမယ်ပေါ့နော်သူတို့ဈေးတွေပါတယ်တော့ဝင်မယ်ဆိုတော့လိုက်ပါမယ်အခုလည်းတပုံရိုက်ပေးနေပေါ့နော်လမ်းလေးပိုင်းမှာလည်းချင်မှန်းမသိမရိုက်ချင်မှန်းမသိလဲရက်ပါအောင်ဆိုပြီးတော့သူတို့လည်းတပုံနေစွတ်ပြီးတော့ရိုက်ပေးပါတယ်ဒီယိုအပေါ်တွေကိုလိုက်ကြည့်နေဒီယိုကြည့်ရန်လည်းတဘောကောင်းပါတယ်ဆန်းစီရောအမရောရန်တဘောကောင်းနေပေါ့နော်ဒီကလေးလေးတသားလေးရဆိုရင်ကျမတို့ဂျပန်စာသင်တဲ့တက်ပေါ့နော်ဆန်းကလေးလေးက4နှစ်ဆိုရင်ကျမတို့ဂျပန်စာသင်တာလေး4နှစ်ရှိသွားပါပြီတသားလေးမွေးပြီးတော့ပဲကျမတို့စတင်လိုက်တာပါဆန်းစီနဲ့ပထမဆုံးစပြီးတော့သင်ခဲ့ရတာပေါ့နော်နေမှာဒီနိုင်ငံရေးဖြစ်နေတဲ့အချိန်မှာတော့ကျမလည်းအလုပ်လည်းမရှိတော့ဂျပန်စာစပြီးလေးလာဖြစ်သွားတာကဒီဆန်းစီဂျပန်ကနေပြန်လာတော့မှာပေါ့နော်အတန်းသားအမှမောင်လေးကနေသူတငယ်ချင်းနဲ့လည်းစုပြီးတော့သင်ကြမယ်ဆိုတော့ကျမကလည်းဝင်ချမ်းလိုက်တာပါသင်ကြပေမဲ့ဘာဖြစ်သွားလဲဆိုရင်ကျမကလည်းကျမရဲ့အကြောင်းကြောင့်ဂျပန်ကိုသွားလို့မရဘူးကျမမောင်လေးကလည်းအတူတူသင်ခဲ့ပေမဲ့သူကလေ N4 ကိုလေစာမလုပ်ပေါ့နော်မလုပ်တော့ကြသူလည်းမအောင်တော့လေသူလည်းမရောက်ပါဘူးအခုဆိုရင်သူလည်းထိုင်းကိုသွားမယ်ဆိုပြီးတော့မှအိမ်နားမှာပဲတဝဲလေးဖြစ်နေပါတယ်ရှင်ဆန်းစေးရတော့ဂျပန်ရောက်သွားတယ်တပည့်တွေကဂျပန်ကိုမသွားရသေးပါဘူးဆန်းစေးရတော့သွားတာ2နှစ်ပြည့်ပြီးတော့ပေါ့နော်အခုဒါအလဲပြန်လာနေပါပြီဝဲချွေရလေးကိုလည်းစားရင်းနဲ့စကားလေးပြောရင်းနဲ့ပေါ့နော်ဖက်ထုတ်ကြော်ကလည်းမဆိုးပါဘူးသူ့ဆရာဖက်ထုတ်ကြော်တော့ပုံမှန်ပဲပေါ့နော်အေးသွားရင်တော့တိတ်မကောင်းဘူးလေးစားရင်တော့ကောင်းတယ်ဝမ်းမိုလုံးကတော့လုံးဝ favorite ပါပဲဝမ်းမိုလုံးနေအများကြီးပဲစားလိုက်ပါရှင်ရန်စားလို့ကောင်းပါတယ်အခုပြန်ပြီး voice over လုပ်နေအောင်ထပ်စားကြလာပါပြီရှင်ဝဲကျွေးကြပါဦးဆွဲပါလေရှင်ပိုက်ကိုအဲ့နားမှာပဲမထနိုင်အောင်ထိကိုစပလိုက်တာပါ
သူ့ရဲ့ signature lemon tea လေးอ่ะဆိုရင်လည်းအရန်တောက်လို့ကောင်းပါတယ် EB လေးကျွန်မ2ခွက်တောက်ခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့တွေစပတ်ပြီးတော့ရှင်ပြန်ပြီးဖြစ်ပါတယ်ရှင်ပြန်ကတော့ကျွန်မတို့ဒီဘူရာကြီးကိုသွားတဲ့ဘတ်စကားရှိရဲဆိုတော့ဘတ်စကားလေးစီးပြီးပြန်มาပါဆန်းစီကိုကတော့ပြန်ပြီးတော့ရထားပြန်စီးသွားမှာပေါ့နော်ဘူရာကြီးကနေကျမတို့ဘူရာကြီးရောက်တာနဲ့ပဲလမ်းလျှောက်ပြီးတော့အိမ်ကိုပြန်လိုက်ရုံပါပဲရှင်ဆုံးတိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် vlog လေးတွေထပ်တင်ပြပါဦးမယ် bye bye